ဆက်စချင်းမှာလူတိုင်းအပေါ်ဝင်နေနဲ့လာတယ်နောက်ပိုင်းမှာအပေါ်ဝင်ဆိုတာကျွန်တော်တို့အပြင်ကရတဲ့စီးပွားရေးကအပေါ်ဝင်ဖြစ်သွားတယ်ဒီရိုမောစီးပွားရေးမှာပေါ့စုစုပေါင်းbonus ဝင်ငွေကဘယ်လောက်ရတာပြီလဲအခုလက်ရှိကျွန်တော်ရတာတနေ့ကြော်စူးစမ်းမှုပါဆိုတော့အဲ့ဒီမှာကျွန်တော်သိကျင်တာပေါ့နော်သူများလဲသိကျင်မယ်လို့ထင်တယ်ခိုင်မာမှုရှိတယ်လို့ဘာကြောက်ဆရာတတ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ပါခင်ဗျာဟုတ်ကဲ့ဒီနေ့ရိုမောကွန်မီကြီးမှာ interview စီစဉ်ကနေပြီးတော့မှကျွန်တော်ကနေပြီးတော့ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့နာမည်ကအောင်လို့ခေါ်ပါတယ်လက်ရှိရိုမောကွန်မီကြီးမှာ VB ရာတူကိုရရှိပိုင်ဆိုင်ထားတဲ့သူပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဘေးမှာဖိတ်ခေါ်ထားတာကတော့ရေရှန်ဆရာရန်လေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ညီလေးမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့အရင်ဆုံးညီလေးရဲ့နာမည်နေလေးစာလေးနဲ့မိတ်ဆက်ပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နာမည်ရင်းကမော်ကွန်ခန်းလို့ခေါ်ပါတယ်ခင်ဗျာရုံးမဆွေးနွေးတာရန်လေးလို့ခေါ်တယ်မြန်မာပြည်မှာဆိုရင်တော့မန္တလေးတိုင်းပြောပွဲမျိုးညောင်လာကျေးရွာမှာနေပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ကျွန်တော်ကနေပြီးတော့မှဆရာရန်လေးကိုဖိတ်ခေါ်ထားတဲ့အကြောင်းရင်းရှိပါတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ remote စီးပွားရေးမှာလူငယ်တွေထဲမှာအောင်မြင်နေတဲ့စံပြသူဖြစ်တယ်လို့ကျွန်တော်တို့ company မှာဆိုလို့ရှိရင်ပညာပိုင်းနဲ့ပတ်သက်လို့ရှိရင်လည်းပညာတတ်ပိုင်းမှာပါဝင်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့လူငယ်တွေနဲ့ပတ်သက်ပြီးတော့မှစံပြပုံကိုတယောက်အနေနဲ့ကျွန်တော်ကနေဖိတ်ခေါ်ပေးတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အရင်ဆုံးအနေနဲ့ဆရာရန်လေးကျွန်တော်သိချင်တာပေါ့နော် remote စီးပွားရေးကိုမတွေ့ခင်မှာအရင်တော့ကမြန်မာနိုင်ငံမှာဘာလုပ်ခဲ့ဘူးလဲပြီးလို့ရှိရင်ကျွန်တော်ကြားတာပညာတန်းရေးပိုင်းနဲ့ပတ်သက်လာရင်လည်းပညာရေးကိုနည်းနည်းလေးကောင်းတယ်လို့ကြားတာပေါ့နော်အဲ့တော့ဆရာရန်လေးနဲ့ပညာရေးမှာရောဘယ်လောက်ထိကိုကကျောင်းနေခဲ့ဘူးလဲဒါလေးနည်းနည်းပြောပြပေးပါဦးခင်ဗျာဟုတ်ကဲ့ပါကျွန်တော်မြန်မာပြည်မှာဆိုရင်ပေါ့နော်ဒီထိုင်းနိုင်ငံမြောက်လာခင်ဆိုတော့ကျွန်တော်တို့ဒါ uni ပေါ့ဒုတိယနှစ်တာလို့ကျွန်တော်ရောက်ခဲ့တယ်စီမံတက္ကသိုလ်မှာပေါ့နော်ဒါကျွန်တော်မိထီလာဘက်မှာတက်ခဲ့တယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာပြီးတော့ဒါကအလုံးနဲ့ပတ်သက်တော့ရှင်းပြောမယ်ဆိုကျွန်တော်ကလူငယ်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူများရဲ့အလုပ်တော့ကျွန်တော်တိတ်မလုပ်ဖြစ်ဘူးကိုတိုင်ကနေကိုယ့်ရဲ့အရေးရှင်နဲ့ရှာရတဲ့ပတ်စံကိုကြိုက်တယ်တိုးတက်လာတဲ့ခက်မှာဆိုရင်ကိုယ့်ရဲ့အရေးရှင်ကိုထုတ်သုံးပြီးမှသုံးရတဲ့ပတ်စံပေါ့အဲ့ဒါကိုကြိုက်တဲ့အတွက်ကြောင့်မလို့သူများရဲ့အလုပ်တော့ကျွန်တော်တိတ်မလုပ်ဘူးကိုယ့်အတွက်ပေါ့တိုးတက်ရတိုးတက်လမ်းကြောင်းအများကြီးရှာခဲ့တယ်အဲ့ဒီရှာတဲ့လမ်းကြောင်းမှာကျွန်တော်ကဘာတွေ့လဲဆိုတော့ဒါ technology ပေါ့ဤပညာပိုင်းဆိုင်ရာပေါ့ဒီပညာပိုင်းဆိုင်ရာမှာကျွန်တော်ဒါက Realme ဆိုတဲ့ဒါ company တစ်ခုနဲ့ကျွန်တော်ချိတ်ဆက်မိတယ်ချိတ်ဆက်မိတဲ့ခါမှာဒီဤပညာပိုင်းဆိုင်ရာမှာကျွန်တော်လေ့လာခဲ့တယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုဒီ company မှာဆရာအနေနဲ့ဘယ်လိုဝင်လုပ်ခဲ့တာလဲဝန်ထမ်းပဲလားဒါမှမဟုတ်ရှင်ကျွန်တော်တို့ဒီ commission စားလားဘယ်လိုပုံစံမျိုးလုပ်ခဲ့လဲခင်ဗျာတေချာတစ်ခုကတော့ကျွန်တော်အစားထင်ရတော့ကိုယ့်ရဲ့ရည်ရှင်နဲ့ထုတ်ပြီးမှသုံးလို့ရမယ်လို့ထင်ခဲ့တယ်ဒီမှာတော့တကယ်တမ်းကျွန်တော်သွားပြီးမှလက်တွေ့ကြလောက်ကန်ကြည့်တဲ့ခါမှာဆိုတော့ဝန်ထမ်းတတ်တာပေါ့နော်ဝန်ထမ်းလောက်ပဲကျွန်တော်တွေလုပ်ခဲ့ရတယ်ပြီးတော့သူတို့သတ်မှတ်ပေးထားတဲ့လစာလောက်ပဲကျွန်တော်ရခဲ့တယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒီကနေပြီးတော့မှဆရာရန်လေးနေနဲ့ဒီထိုင်းကိုရောက်လာဖို့ကရောဘယ်လိုအကြောင်းဖန်ခဲ့လဲခင်ဗျာထိုင်းကိုရောက်လာဖို့ကကျွန်တော်တို့ဒါကိုဗစ်ကာလပေါ့2023မှာဆိုကျွန်တော်တို့ဒါကိုဗစ်ကာလဖြစ်တဲ့ခါမှာအကြောင်းနေခဏနားရတယ်နားတဲ့ခါမှာဆိုကျွန်တော်တို့ဒါဘယ်လိုမှဆက်တက်လို့အဆင်မပြေတဲ့အချိန်မှာမြန်မာနိုင်ငံမှာလည်းကျွန်တော်လိုချင်တဲ့လောက်ဝင်ငွေဖန်တီးလို့မရဘူးဒါကြောင့်ကျွန်တော်ကိုယ့်တံများပို့ပြီးတော့မှအခွင့်အရေးကောင်းမလားဆိုပြီးတော့ထိုင်းနိုင်ငံရောက်လာခဲ့တယ်ထိုင်းနိုင်ငံသွားရှင်နေပြီပေါ့အခွင့်အရေးပိုကောင်းမယ်ထင်ပြီးထိုင်းရောက်လာတာပေါ့အဲ့တော့မှန်းလာတဲ့အတိုင်းရောထိုင်းမှာရက်လက်ကောင်းခဲ့လားပိုဆိုးပါရဲ့ဗျာပိုဆိုးတယ်ပိုဆိုးရတဲ့အဓိကအကြောင်းရင်းတော့ရှိမှာပေါ့နော်ပိုဆိုးရတဲ့အကြောင်းရင်းပြောပြပေးပါဦးပိုဆိုးရတဲ့အကြောင်းရင်းကဘာလဲဆိုတော့ကိုထင်ထားတာကထိုင်းနိုင်ငံကဒါဒီပညာပိုင်းတိုးတက်နေကြတယ်ဒါအများကြီးလဲသူထိုင်းနိုင်ငံကကောင်းတယ်ပြောတော့ကောင်းမဲ့ထမီလာခဲ့လိုက်တာတကယ်ကိုလာလိုက်တဲ့ခါမှာစက်ရုံပဲလောက်ရရဆရာစက်ရုံပါပဲဟုတ်ကဲ့ဒါဆိုတော့ကိုသိထားတဲ့ပညာရက်တွေနဲ့ကိုလောက်ရတဲ့လောက်ကတိတ်ပြီးမှအဝင်ခွင့်ကြမဖြစ်တာရယ်ပြီးဝင်ငွေလုံလောက်မဖြစ်တာရယ်ပေါ့နော်အဲဆိုလို့ရှိရင်ဆရာရန်လေးနေနဲ့ကဒီလုပ်ငန်းလုပ်ကိုလုပ်နေရင်းနဲ့ပဲရိုဘီမောကိုတွေ့လာခဲ့တာလားဟုတ်ကဲ့ပါခင်ဗျဒါဆိုရင်ဘယ်လိုတွေ့လာခဲ့တာလဲဆရာကိုမိတ်ဆက်တာကဘယ်သူကမိတ်ဆက်ပေးခဲ့တာလဲဟုတ်ကဲ့ကျွန်တော်လုပ်ငန်းလုပ်နေရင်းနဲ့ဒါတနည်းနဲ့6လပြည့်ပြီးတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဒီလုပ်ငန်းတစ်ခုထဲမှာပဲ line တစ် line ထဲမှာအတူလုပ်တဲ့ဒါဆရာမအေးတန်နာထုံးနဲ့တွေ့ခဲ့တယ်ခင်ဗျဟုတ်ကဲ့အဲ့ဆိုမအေးတန်နာထုံးကိုဆရာရန်လေးကိုလာပြောပြတာလားဒါမှမဟုတ်ဆရာရန်လေးကမက်အေးတနာထုံးသမီးတာလားမှန်တမ်းပြောနေကြအဲ့ဆရာမကိုသွားမေးတာဘာလို့သွားမေးလဲဆိုတော့ဒါကျွန်တော်တို့ဘေးနားမှာရှိတဲ့အမားတွေပြောတိုင်းကြားရတယ်ဟို line ရှိမှာပေါ့နော်လုံနေတဲ့အမားတယောက်ကဒါတနင်္ဂနွေနေ့ဆိုသူကပတ်စံကိုစာအိတ်နဲ့ထုတ်လာတယ်ပေါ့နော်တနင်္ဂနွေတယောက်ပဲသူသွားရလို့ပြောတယ်ပြီးတဲ့ခါကျတော့သူကမောတစ်ခုတော့လုံနေတယ်တဲ့ဘာမောမှန်းတော့မသိဘူးလေအဲ့ဒါကျွန်တော်ဒါဆိုကိုကလည်းစီးပွားရေးကိုလှုပ်ရှင်တဲ့သူအခွင့်အရေးလိုက်ရှာရတော့ကိုယ့်အတွက်များအခွင့်အရေးရှိမှလားဆိုတော့အဲ့ဒီမှာသွားမေးလိုက်တယ်အမကြီးအမတနင်္ဂနွေနေ့သွားတယ်ဆိုတော့ဘာလို့လုပ်တာလဲပတ်စံနေထုတ်တယ်ဆိုတော့ကျွန်တော်ပြလို့ရလားဆိုတော့သူလုံနေတာ Ruby Mall စီးပွားရေးစနစ်လုပ်နေရဲ့တဲ့အဲ့ကျကျွန်တော်လိုက်လေ့လာလို့ရလားဆိုတော့လေ့လာလို့ရပြီဆိုတော့ကျွန်တော်ခေါ်ဆောင်လာခဲ့တယ်ဒီပုံစံမျိုးဒါဆိုရင်ဆရာရန်လေးဒီကိုရောက်လာဖို့တော့ကသူများခေါ်တာမဟုတ်ဘူးကိုကသမီးခဲ့တာပေါ့နော်အဓိကကိုယ့်ရဲ့အခွင့်အရေးလိုလားမှုရဲ့စိတ်ဆန္ဒကြောင့်ပေါ့နော်ဟုတ်ပါတယ်အဲ့တော့ကျွန်တော်ထင်တယ်ကိုတိုင်ကလည်းဒီစီးပွားရေးနဲ့ပတ်သက်လို့ရှိရင်တွေးကြုံရှိတဲ့လောက်လည်းရှိတာပြရဆိုတော့ပေါ့နော် remote စီးပွားရေးကိုလေ့လာဖြစ်ခဲ့တဲ့အနေထားမှာကိုကဘာအတွက်ကြောင့်ဝင်ရောက်လက်တွဲလောက်ကင်ဖြစ်ခဲ့တာလဲအဲ့ဒါလေးကိုကျွန်တော်သိချင်တယ်စီးပွားရေးတွေးကြုံရှိတဲ့လူတယောက်အနေနဲ့ဒီစီးပွားရေးကိုငါအတွက်အခွင့်အလမ်းရှိမယ်လို့ဘာအတွက်ကြောင့်ယုံကြည်သွားခဲ့တာလဲအဲ့ဒါလေးနည်းနည်းပြောပြပေးပါဟုတ်ကဲ့ခင်ဗျအမှန်တမ်းပြောမယ်ဆိုတော့အစတုန်းကတော့ကျွန်တော်ဒါဆရာမနဲ့စစကားပြောချင်ပါတော့နော်မှန်တယ်ပြောတော့ကိုအထင်ကြီးကလည်းပါတယ်မယုံကြည်ဘူးပေါ့တကယ်ဒီစီပွားစနစ်ကိုကျွန်တော်လေးလာဒီစကားပြောတဲ့အချိန်မှာသိမယုံလေးလာကြည့်အောင်တတ်လာပေါ့တကယ်ဒီမှာလေးလာကြည့်တဲ့အခါမှာနံပါတ်1ကျွန်တော်သိသွားတာကဘာလဲဆိုတော့ဒီ remote စီပွားစနစ်ဒီခိုင်မာမှုရှိတယ်ပြီးလို့ရှိရင် founder ကိုယ်တိုင်ကနေပြီးတော့အတွေ့အကြုံအများကြီးရှိပြီးတော့အဲ့ဒီမှာကျွန်တော်သိကျင်တာပေါ့နော်သူများလည်းဒါသိကျင်မယ်လို့ထင်တယ်ခိုင်မာမှုရှိတယ်လို့ဘာကြောင့်ဆရာသတ်မှတ်တာခိုင်မာမှုရှိတယ်ဆိုတာကကျွန်တော်တို့ဒါပညာရေးရမှာပေါ့နော်ကျွန်တော်သင်ခဲ့ရတယ်စီပွားရေးနယ်ပယ်တစ်ခုမှာကျွန်တော်ရက်တီဖို့ဆိုတာကတို့ရဲ့ဒါစီမင်းစည်းကမ်းပေါင်းနဲ့သွားမယ်ဆိုတော့အနည်းဆုံး
3နှစ်လောက်ထိတို့စောင့်ကြည့်တယ် ဟုတ်ကဲ့ ဒါရေရှည်ရက်တီလို့ရမရပါဘူးအဲ့ဒီ3နှစ်ပြီးတဲ့အခါမှာတကယ်ရက်တီလို့ရတဲ့စီးပွားရေးဆိုလို့ရှိရင်9နှစ်ကနေ10စီးပွားရေးသွားတယ်အဲ့တော့ကျွန်တော်ဒီစီးပွားရေးစနစ်ကိုလေ့လာတဲ့အခါမှာဆိုရင်ပေါ့နော်ကျွန်တော်လောက်ကင်ဖို့လေ့လာတဲ့အခါမှာဒီစီးပွားရေးစနစ်ကကျွန်တော်လာတဲ့အချိန်မှာသူက9နှစ်ဝင်ချင်းဖြစ်နေပြီအဲ့တော့ကိုသင်ခဲ့တဲ့ပညာရေးနဲ့တွားပြီးရှင်းတဲ့အခါမှာဆိုဒါဆိုရှင်ငါတို့ဆရာကြီးပြောတာမှန်တာပဲဘယ်လိုစီးပွားရေးဆိုတာရက်တီလို့ရတယ်ပေါ့ဒါယုံကြည်ရတယ်ခိုင်မာမှုရှိတယ်ပြီးတဲ့အခါကျတော့တထေးနဲ့လည်းစကားပြောကြည့်လိုက်တယ်ပြောတဲ့အခါမှာတထေးကလည်းကျွန်တော်တို့အားသာတာတို့ကကိုဒီရှမ်းစကားမတက်ဘူးတထေးကလည်းကိုနွေနွေထွေးထွေးနဲ့ကြိုဆိုတဲ့ပြောမြန်မာလူမျိုးသူတက်တော့ပြန်ပြောပြပြီအဲ့တော့ဒါဆိုရှင်ငါမသိတဲ့ဟာဆိုရှင်လည်းတထေးကိုတိုင်းရငါတို့တွေစကားပြောလို့ပိုအဆင်ပြေမယ်ပြီးတဲ့အခါကျတော့နောက်တစ်ခုကျွန်တော်အားကြဆုံးပေါ့နော်ဘာလဲဆိုတော့ကိုလူမျိုးပဲဒီစီးပွားရေးစနစ်မှာဘာမှမသိဘာမှမတက်နားမလဲပဲနဲ့လောက်ခဲ့ပြီးတော့မှနေရာတိုင်းတာတစ်ခုတည်းပြောင်းလဲသွားပြီးအများကြီးတွေ့ခဲ့တယ်ဆရာအဲ့ကြောင့်ဒီစီးပွားရေးစနစ်ကိုပို့ပြီးတော့မှငါလုံးမယ်ဆိုရင်လည်းဖြစ်နိုင်တယ်ပေါ့နော်ငါလူမျိုးတွေလည်းအများကြီးရှိရဆိုမှဒါကျွန်တော်ပိုယုံကြည်သွားတယ်ပေါ့ဒါကြောင့်မို့ကျွန်တော်လောက်ကင်ဖြစ်ခဲ့တာဆရာကိုယ်တိုင်လည်းဒါအတွေ့အကြုံရှိပြီးသားလူတယောက်ပညာရေးချင်းလည်းနိုင်ငံရှိပြီးသားသူတယောက်ဆိုတော့ဒီ product ပိုင်းတွေကိုရောယုံကြည်သွားတဲ့အချက်တွေရောရှိမလား product ပိုင်းကိုငါလက်ခံလို့ရတဲ့ product တစ်ခုလို့ဘာကြောင့်ယုံကြည်သွားတာလဲမှန်တိုင်းပြောရမယ်ဆိုတော့ဒီဗီဒီယိုဖိုင်မှာကြည့်နေတဲ့သူတွေလည်းကျွန်တော်တို့မျိုးဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါမြန်မာပြည်မှာဆိုတော့ကျွန်တော်ရဲ့မွေးစားဖေကဆရာဝန်ဆိုတော့ကျမ်းမာရေးတက်စာကိုကျွန်တော်သိပြီးတော့ထင်မကြည့်ဘူး။ဖေကလည်းသူကအင်္ဂလိပ်စီပဲကျွန်တော်ရိုက်ထည့်ပေးထားတာပေါ့နော်။အဲကျွန်တော်ကဒီတက်စာဆိုတာကတကယ်ဟုတ်ပါမလားလို့မေးချင်တဲ့အခါမှာလူတွေတော့တကယ်ရောထိရောက်ပါမလားပေါ့နော်။အဲကျွန်တော်တို့ပြောပြတာကဒီမှာကယုံကြည်စိတ်ချရတယ်။အဲဆိုဘာလို့ယုံကြည်စိတ်ရလို့ပြောနိုင်တာလဲ။ကျွန်တော်မေးတဲ့အခါမှာသူပြောတယ်ဒါကျမ်းမာရေးထောက်ခံချက် FD တွေရှိတယ် GMP တွေရှိတယ် ISO တွေရှိတယ်။ဒါဆိုရှင်ငါတို့တွေဒီကျမ်းမာရေးတော့ကတကယ်ပဲခွင့်ပြုချက်ရထားတာပဲ။တကယ်ကျွန်တော်တို့ဒါကျမ်းမာရေးထောက်ခံချက်ရထားတဲ့ကြောင့်လူကိုအထောက်ကူပြုတယ်ဆိုတာပိုယုံကြည်သွားခဲ့တယ်ဒါပေမဲ့ဇဝေဆောင်ပါပေါ့50ဒါဆိုလို့ရှိရင်ဒီကကျမ်းမာရေးထုတ်ကုန် product ကဘာအကောင်းဆုံးလဲလို့ကျွန်တော်မေးလိုက်တယ်မေးလိုက်တဲ့ခါမှာသူတို့ပြောတယ်သူတို့ကလည်းမေးတယ်မောင်လေးမှာဘာလိုအပ်ချက်ရှိလဲတဲ့ဒါဆိုရင်တော့ကျွန်တော်ကြောင်းတက်တဲ့ခါမှာဆိုကျွန်တော်မျက်စိအားနေတယ်ပေါ့အဲ့တော့ကျွန်တော်အနီးမုံတယ်ဆိုတော့ကျွန်တော်တို့အထောက်ကူပြုမဲ့တက်စာရှိလားမေးလိုက်တယ်အဲ့တော့သူကပြော order မရှိတယ်တဲ့စမ်းသုံးကြည့်ပေါ့နော်အဲ့နဲ့ကျွန်တော်စမ်းသုံးကြည့်တဲ့ခါမှာအမှန်တကယ်ပါပဲဆရာကျွန်တော်ဒါအရင်တော့ဆိုလို့ရှိရင်တော့ကိုယ်တိုင်လည်းလက်တွေ့သွားတာပေါ့နော်လက်ရည်ဘူးကြတာရှိတယ်ပြီးရင်ကျွန်တော်အေးပြန်မျက်စိအောက်တာရှိတယ်အဲ့ဒီ order မှာတောက်ပြီးတဲ့အချိန်မှာကျွန်တော်နည်းနည်းအဆင်ပြေလာတယ်ဒါနဲ့ကျွန်တော်ပိုယုံကြည်သွားတာကျမတက်စားတယ်ဒါကြောင့်ဒီနေရာမှာကျွန်တော်တို့ခဏဆရာရင်လေးပြောသလိုမျိုးပဲကျွန်တော်တို့မြန်မာနိုင်ငံမှာမဟုတ်တချို့တက်ပြီးမှဖွံ့ဖြိုးအားနေတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်ဒီအထောက်အကူပစ္စည်းမှာဆိုလို့ရှိရင်အဟားဖြစ်ဆိုတဲ့စာကိုကြတော့တချို့ကမထိရောက်ဘူးလို့မြင်ကြတာပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းမှာကျွန်တော်ပြန်ပြီးတော့စမ်းစစ်ကြည့်တဲ့အခါမှာဆိုကိုရီးယားလိုနိုင်ငံမျိုးတွေဂျပန်လိုနိုင်ငံမျိုးတွေပေါ့နော်ခင်မီတဲ့နိုင်ငံတွေအားလုံးကဒီဖြည့်ဆွတ်စာကိုကျွန်တော်တောက်သုံးလာတာတွေ့ရတယ်ဖြည့်ဆွတ်စာဆိုတဲ့သဘောတဘာဝကကျွန်တော်တို့ခန္ဓာကိုယ်မှာမဖြစ်ခင်ယောဂတွေကိုကာကွယ်ပေးတဲ့သဘောဖြစ်ပါတယ်ကျွန်တော်တို့ဖြစ်မှကွက်တဲ့ဆိုင်မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းကပိုပြီးထိရောက်ခြင်းဖြစ်ပါတယ်အခုနောက်ပိုင်းမှာဆိုမြန်မာနိုင်ငံမှာလည်းကြကြဝုံဝုံဒါလက်ခံလာတာကိုတွေ့ရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါဆရာရင်လေးအနေနဲ့ဒါတွေ့တာတဲ့အချိန်တော်တွင်းကကုမ္ပဏီက9နှစ်တာကာလဆိုတော့အခုဆိုလို့ရှိရင်တွေ့တဲ့အချိန်တော်ထင်2နှစ်ဝန်းကျင်ပဲရှိပြီနော်2နှစ်ဝန်းကျင်ခင်ဗျာ2နှစ်ဝန်းကျင်အတိုင်းတာမှာတာဂက်တစ်ခုကိုပြည့်မီလားအဆင်ပြေပြီလားဒါလေးကိုသိချင်ပါတယ်ဟုတ်ကဲ့ခင်ဗျာကိုလိုချင်တဲ့ target ကတော့မှန်တမ်းပြောမယ်ဆိုတော့ဒီ remote စီးပွားရေးစနစ်မှာပြည့်ရလို့ပြောလို့ရတယ်ဆရာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်မှန်းထားတာကကြတော့ဒီစီးပွားရေးစနစ်မှာကိုရှိကအောင်မြင်သွားပြီပြောကြတယ်ပေါ့နော်။ဒီစီးပွားရေးစနစ်မှာစိတ်နှစ်ကိုနှစ်ကို3နှစ်လောက်စူးစမ်းကြည့်။တကယ်ဒီဇိုင်းမဲ့စူးစမ်းမယ်ဆိုရင်ဒါရလက်ပြောင်းလဲနိုင်တယ်ပေါ့နော်။အခုဆရာတို့က2နှစ်ဟုတ်ကဲ့အဲ့တော့ကိုအခုစူးစမ်းလိုက်တဲ့2နှစ်တွင်းမှာတကယ်ပြောမယ်ဆိုတော့ကျွန်တော်စူးစမ်းလိုက်တာက1နှစ်နဲ့1လကျော်လောက်ပဲရှိမယ်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီစီးပွားရေးစနစ်မှာမန်မာဝင်ပြီးတော့မှ4လလောက်ကျွန်တော်အလုံးမလုပ်ဘူး။ဒါလုပ်ဖို့အတွက်စဉ်းစားတယ်ပေါ့နော်။ပြီးတဲ့အခါမှာတကယ်စူးစမ်းတဲ့အခါမှာကို1နှစ်ဆိုတဲ့ဝင်းကျင်မှာကိုဒါရလာခဲ့တဲ့ဝင်ငွေရယ်ပြီးလို့ရှိရင်ကိုရရှိခဲ့တဲ့ဘဝရဲ့လွတ်လပ်မှုရကြတော့တော်တော်လေးကိုဒါပြည့်စုံတယ်လို့ပြောလို့ရတယ်အခုလက်ရှိမှာဒီ remote စီးပွားရေးမှာပေါ့စုစုပေါင်းbonus ဝင်ငွေကဘယ်လောက်ရတာပြီလဲအခုလက်ရှိကျွန်တော်ရဲ့ဒါတစ်နှစ်ကျော်စူးစမ်းမှုမှာဆိုရင်3,300,000ကျော်ရခဲ့ပြီ3,300,000ကျော်เนาะလက်ရှိဒါ EH ရာတို့ကိုပိုင်ဆိုင်ထားတယ်ဒရိုက်တာကိုလည်းမကြခင်တက်လှန်တော့မှာပေါ့เนาะဆရာအနေနဲ့ဒီပိုင်ဆိုင်မှုပြင်ကိုမြန်မာနိုင်ငံမှာရောအခြားစီးပွားရေးပိုင်ဆိုင်မှုဒါမှမဟုတ်တခြားပိုင်ဆိုင်မှုတည်တည်ရောရှိထားလားဟုတ်ကဲ့ရှိပါတယ်ခင်ဗျာဒါကျွန်တော်တို့မြန်မာပြည်မှာဆိုရင်တော့ဒါအခုကျွန်တော်ရဲ့ကိုယ်ပိုင်နာမည်နဲ့ပေါ့နော်မြေတာတော့300ကျော်နဲ့ကျော်တကွပိုင်ထားခဲ့တယ်ပြီးလို့ရှိရင်တော့ကျွန်တော်ရဲ့အမကြီးရဲ့သပင်လုပ်ငန်းမှာဆိုတော့ကျွန်တော်ထည့်ထားခဲ့တယ်ဟုတ်ကဲ့ပြီးမငယ်ရဲ့ဒါဝက်မွေးမြူမှာဆိုတော့ကျွန်တော်ထည့်ထားခဲ့ဟုတ်ကဲ့ခင်ဗျာဒါကကျွန်တော်တို့ဒီစီးပွားရေးကအဓိကပေးလိုက်တဲ့ knowledge sharing ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာလောက်တယ်ဆိုတော့အပိုငွေတစ်ခုတည်းကိုပို့တယ်ဆက်စချင်းမှာလူတိုင်းအပိုငွေနေနဲ့လာတယ်နောက်ပိုင်းမှာအပိုငွေဆိုတာကျွန်တော်တို့အပြင်ကရတဲ့စီးပွားရေးကအပိုငွေဖြစ်သွားတယ် Ruby Mall ရဲ့စီးပွားရေးဒီအဓိကဝင်ငွေဖြစ်လာတာဖြစ်ပါတယ်ဒါဆရာရင်လေးဆိုလက်တွေ့ပဲကိုယ်တိုင်စူးစမ်းသွားတယ်အချိန်တစ်ခုရောက်လာတဲ့ခါမှာသူ့အတွက်အတန်အသင့်စုမိခဲ့တယ်အဲ့စုမိတဲ့ပတ်စံကိုအပြင်မှာအပိုငွေပြန်ချရခဲ့တာဖြစ်ပါတယ်အခု remote စီးပွားရေးကတော့သူ့ရဲ့အဓိကဝင်ငွေဖြစ်နေပါတယ်လက်ရှိ EH ရာတုမှာကျွန်တော်ဝင်ငွေတစ်လားကိုပြန်များ4,000ခွဲဝန်းကျင်ကနေပြီးတော့မှ8,000ဒီထိကိုကျွန်တော်တို့ပိုင်ဆိုင်နေတာဖြစ်ပြီးတော့မှမကြခင်မှာလည်း driver အဆင့်ကိုတက်လန်တော့မှာဖြစ်ပါတယ်အဲ့တော့ကိုပိုင်ရုံးခွဲကိုလည်းမကြခင်ဖွင့်နိုင်တော့မယ့်အခြေအနေတစ်ခုတွေ့လာပါတယ်ခင်ဗျာနော်ဒါကြောင့်မလို့ကြည့်ရှုနေတဲ့သူတွေမှာဆိုရင်ပေါ့နော်လူငယ်တွေအနေနဲ့ဒါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ဒါပေမဲ့လမ်းစားပြောက်တဲ့သူတွေအများကြီးရှိတယ်ဆရာလိုမျိုးပဲပညာရေးမှာပြီးကန်နေတဲ့သူတွေရှိမယ်ပြီးွားတဲ့သူတွေလည်းရှိမယ်
မယ်ဒါပေမဲ့သူများနိုင်ငံရောက်တဲ့ခါမှာသူများရဲ့အလုပ်သမားဘဝနဲ့ပဲအချိန်ကုန်နေတဲ့သူတွေလည်းရှိတယ်အဲ့လိုမျိုးတွေအတွက်ဆရာအနေနဲ့ဒီ remote စီးပွားရေးအခွင့်အရေးခွင့်လန်းတစ်ခုဆိုတာကိုဘယ်လိုမျိုးလမ်းစာပေးနိုင်လဲခင်ဗျလမ်းစာလေးပေးပါဦးခင်ဗျာဟုတ်ကဲ့ပါဒီဗီဒီယိုဖိုင်မှာကြည့်တဲ့ညီကောင်မောင်နှမတွေကကျွန်တော်တို့လိုမျိုးပဲလူငယ်တွေဖြစ်ခဲ့မယ်ဆိုရင်ဒါ remote စီးပွားစနစ်ကိုလေ့လာမယ်ဆိုရင်ကျွန်တော်တို့လည်းမှာချင်တာကတည်တည်ချာချာလေးထဲထဲဝင်လေ့လာဖို့လည်းကျွန်တော်မှာချင်ပါတယ်ကျွန်တော်တို့လူငယ်တွေအတွက်ကအခွင့်အရေးခွင့်လန်းကောင်းရရှိတယ်ဆိုတာ remote စီးပွားစနစ်မှာကကျွန်တော်အပါဝင်အောင်မြင်တဲ့သူအများကနေပြီးတော့မှတက်သိပြပေးနေတာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်မှာချင်တာကဘာလဲဆိုတဲ့အခါကျတော့ remote စီးပွားစနစ်ကကောင်းမွန်နေပါပြီပြီးတဲ့အခါမှာကျွန်တော်တို့ပေါက်တင်းတလောက်ပေါ့နော်ထိုးဖောက်နေပြီပြီးတဲ့အခါကျတော့အဲ့ဒီတည်းမှာကျွန်တော်တို့တကယ်ကိုကတိုးတက်ရှင်တဲ့လူငယ်တယောက်ဖြစ်မယ်ဆိုရင်တော့ကျွန်တော်တို့ remote စီးပွားစနစ်မှာထဲထဲဝင်ဝင်လောက်ကန်နေတဲ့သူစီမှာအသေးစိတ်လေ့လာလို့ရတယ်ဘာကြောင့်မို့ကျွန်တော်တို့ပြောလဲဆိုတော့တော်တော်များများကစီးပွားရေးတစ်ခုကိုလေ့လာတဲ့အချိန်မှာဆိုရင်အပေါ်ယံလေ့လာတာများတယ်ခင်ဗျအပေါ်ယံလေ့လာပဲနဲ့ကျွန်တော်တကယ်ကိုမှကိုကစိတ်နစ်ကိုနေစူးစမ်းမယ်ဆိုရင်တော့ remote စီးပွားစနစ်ရဲ့ဈေးကွက် plan ပိုင်းဒီလိုမျိုးထုတ်ကုန်ပိုင်းဆိုင်ရာကိုအသေးစိတ်ကိုလေ့လာမဲ့သူစီမှာတည်တည်ချာလေ့လာပါကျွန်တော်မှာချင်ပါတယ်ကျွန်တော်သေချာပေါက်အာမခံရတာတော့ remote စီးပွားစနစ်ဒီကျွန်တော်တို့ရဲ့ဘဝတစ်စစ်ကျုပ်ကိုပြောင်းလဲနိုင်တယ်ဆိုတော့အာမခံရပါတယ်ခင်ဗျဟုတ်ကဲ့ပါအခုလိုမျိုးဆရာရန်လေးနဲ့ပြောကြားသွားတဲ့အကြောင်းမျိုးကျေးဇူးအများကြီးတင်ပါတယ်ဒါဆရာရန်လေးပြောသွားတဲ့အချက်တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘဝအတွက်တကယ်ကိုမှလိုအပ်တဲ့အချက်လေးတွေပွင့်သွားမယ်လို့ကျွန်တော်ထင်တယ်အားလုံးကအခွင့်အရေးခွင့်လန်းကိုရှာကြတယ်ရှာရင်နဲ့ပဲတချို့ကအခွင့်အရေးခွင့်လန်းကောင်းကောင်းနဲ့မတွေ့တဲ့ခါမှာငွေကြေးတွေကုန်သွားတယ်တချို့ကငွေကြေးကုန်လို့အရန်နှမျောနေတဲ့အချိန်မှာကျွန်တော်တို့မသိလိုက်တာကကျွန်တော်တို့အရန်တန်ဖိုးရှိတဲ့အချိန်တွေကိုပါကုန်ဆုံးသွားတယ်ဆိုတာကိုကျွန်တော်သိထားရမှာဖြစ်ပါတယ်အဲ့တော့အချိန်ရောငွေကြေးရောလုံးဝအလဟတ်မဖြစ်ဖို့ဆုံးရှုံးမသွားဖို့အတွက် Robi Mo ကိုပဲလာရောက်လေ့လာဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာရန်လေးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျာ